လူတွေကကံကိုလက်မြောက်အရှုံးပေးနေကြတာကံကလက်မြောက်ပြီးအရှုံးပေးเสียမလိုဘူးလူဆိုတာပုရုဇဉ်ဆိုတာကောင်းတာလည်းလုပ်မိတာပဲမကောင်းတာလည်းလုပ်မိတာပဲအဲ့တော့မကောင်းတာတွေလုပ်မိပြီးလို့ရှိရင်လည်းတစ်သက်လုံးအရှုံးပေးရမှာလားဆိုတော့မဟုတ်ဘူးအဲ့ကံတရားတွေကလွတ်မြောက်တဲ့နိလန်းတွေရှိတယ်ဆိုပါတော့အကုသိုလ်တစ်ခုလုပ်ထားမိပြီပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးနော်ပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအကုသိုလ်ကံကျူးလွန်တာဘုရားနဲ့ပတ်သက်တဲ့လောဟိတပါရကသံဃာနဲ့ပတ်သက်တဲ့သံဃာဗေဒကလို့ဆိုဒီပြစ်မှုကြီးတွေတစ်ခုမကနှစ်ခုကျူးလွန်တယ်ဒေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဗျာဒိတ်ပေးတယ်ငါပေးတယ်အာပါယိကောနေရိကောဒေဝတ္တတုဒေဝရကအပေရောက်မှာပဲငေးကြမှာပဲဟောငေးကြမှာdefinitely ပြောတယ်အတ္တိကိစ္စပြင်လို့မရတော့ဘူးပူဇော်လို့မရတော့ဘူးကပ္ပထောတကဘာလုံးငရဲမှာခံရမယ်လို့ဒီလိုပြောတယ်အဲ့ဒီပြောဆိုချက်နဲ့ပတ်သက်ပြီးတော့ယဟန်ချုပ်ကတန်တရားဖြစ်တယ်မြတ်စွာဘုရားကဘာလို့ဒီလိုဓာတ်ကိုဒီလိုအတိအကျကြီးပြောနိုင်တာတော့လို့ဆိုမြတ်စွာဘုရားရှင်းပြတယ်အဲ့ဒါလည်းမှတ်သားစရာတစ်ခုပဲမြတ်စွာဘုရားဘယ်လိုရှင်းပြတော့လို့ဆိုဒီဝဋ္ဌရဲ့တဏ္ဍမှာတဲ့အဖျားလေးတော့ဇာထဲမှာတော့သားမီးပြားလို့ပြောတယ်နားလည်အောင်အဖျားကလေးနောက်ထောက်ပြစေရနေရာကလေးအဖျားဆိုတာတေးသေးလေးဟုတ်တယ်မလားအဖျားကလေးတော့ထောက်ပြစေရနေရာလေးမှာတောင်ကုသိုလ်ဖြူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးတဲ့အဲ့ဒါလောက်မကြံလို့ငါဗျာဒီလိုဟောတာအကယ်၍အဖျားကလေးလောက်ထောက်ပြစေရကုသိုလ်လေးကြံနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးဆိုကြည်ဒေဝရမှာကုသိုလ်တွေလုံးဝကုန်သွားတဲ့ဒိဋ္ဌိမျိုးမြတ်စွာဘုရားပြောတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးမှာငရဲကြမှာလို့အတိအကျပြောရကျန်တဲ့ပုဂ္ဂိုလ်တွေငရဲကြမှာလို့အတိအကျပြောလို့မရဘူးမြတ်စွာဘုရားရဲ့ဒေသနာတော်ကကြည်ဟောပုံချင်းမတူဘူးမြတ်စွာဘုရားကပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့နိခန္ဓနန္ဒဗုဒ္ဓကြီးဟောတယ်ပါဏာတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အလုံးဟာငရဲကြတယ်ဒီဟောမြတ်စွာဘုရားကအဲ့လိုမဟောဘူးဟောပုံချင်းတစ်ခုတူမတူစဉ်းစားကြည့်သူဟောတာကပါဏာတိပါဒလုတ်သူအလုံးဒီငရဲ၌ဖြစ်သည်ငရဲကြသည်ဒီလိုဟောတယ်နိခန္ဓဗုဒ္ဓမြတ်စွာအဲ့လိုမဟောဘူးပါဏာတိပါဒောနိရယသံဝတ္တိကောပါဏာတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်တယ်ဒီမှုကိုပြောတာလားငရဲမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးနော်အကုသိုလ်မှုပြုရင်ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာစကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားကိုပြောတေချာပေါက်ကြမယ်လို့ပြောတာမဟုတ်ဘူးသို့တော့သူအကျိုးပေးရင်ငရဲကြဖို့ရှိတယ်မကောင်းတဲ့အကျိုးကိုပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူကငရဲကိုသွားမှာဆိုတာဒေဝရတယောက်ပဲပြောအဲ့ဒီမှာသင်္ခါရမတုံမှာဆိုမြတ်စွာဘုရားဟောထားတာရှိအကုသိုလ်ကလွတ်ရလွတ်နည်းရှိပုရုဇဉ်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတတ်ကြတယ်ပြုမိတဲ့အပေါ်မှာတောကတွေဖြစ်ပြီးတော့စိုးရိမ်စိတ်တွေဝင်ပြီးတော့နှလုံးမသားမရမှုတွေဖြစ်နေဖြစ်ဖို့မလိုဘူးမလို့ကိုလုံးတဲ့အလုပ်ကမကောင်းဘူးလို့သိရတယ်နံပါတ်1မှားတယ်လို့မြင်ပြီးတော့မှားချောင်းဖွင့်ဟကိုမိတ်ဆွေတွေဖြစ်စေဆရာထံမှာဖြစ်စေမှားချောင်းဝန်ခံပြီးတော့အဲ့ဒီအမှားမျိုးနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ဒါအဖြေပဲနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ရှောင်ကျဉ်ပြီးတဲ့အခါကောင်းတာတွေဆက်လို့အဲ့ဒါဆိုရင်ဒီကံကလွတ်တော့တယ်သိတယ်ဒါပဲဖြတ်တာမဟုတ်ဘူးကံကလွတ်တဲ့နည်းပြောတယ်နော်ကံကလွတ်တဲ့နည်းကံဆိုတာရည်ရွယ်ချက်တွေအများကြီးရှိတယ်ဘေးကအချမ်းရံအကြောင်းတွေပေါ်မှာမိတီးပြီးတော့ကံကအကျိုးပေးလို့ရတယ်အခြေအနေကောင်းတွေမှာရှိနေတဲ့ပုဂ္ဂိုလ်ဒီအကုသိုလ်ကံကအကျိုးပေးလို့မရဘူးမြတ်စွာဘုရားကလောနကပ္ပလတုံမှာစားအိုးနဲ့စားခဲလေးနဲ့ဥပမာပေးထားတာမှတ်သားစရာပေါ့ကံနဲ့ပတ်သက်တယ်
စားခဲလေးတစ်ခဲကိုတောက်ရီခွက်ထဲထည့်လိုက်ရင်တောက်မဖြစ်အောင်နမ်းပါပဲဒါပေမဲ့အဲ့ဒီပမာဏစားခဲကိုရေကန်နဲ့ထည့်လိုက်မြစ်ထဲထည့်လိုက်ပျောက်သွားမှာအဲ့ဒီအခြေအနေကဘာလို့ဆိုရင်လူတွေမှာတယောက်နဲ့တယောက် quality မတူဘူးလို့ဆိုလို့အခြေအနေချင်းမတူဒီလောကလူသားတွေလက်တွေ့ဘဝမှာလည်းဒီတိုင်းပဲလေပတ်စံရှိတဲ့လူအပြစ်ခံနေမှခံရတာနော်အကြီးကဲနဲ့လူကြီးနဲ့သိတဲ့လူအပြစ်ခံနေမှခံရပြစ်မှုကျူးလွန်တောင်မှလွတ်နေတာတွေမရှိဘူးလားရှိတယ်ဘာလို့ဒါအခြေအနေကောင်းလို့ခေါ်ပတ်စံရှိတဲ့လူကသူကပတ်စံမှာအခြေအနေကောင်းတယ်နော်အဲ့ဒီအခြေအနေကောင်းကြောင့်ပြစ်မှုကလွတ်ဒါလည်းအခြေအနေကောင်းတစ်ခုအဲ့တော့ကံတရားကလွတ်ဖို့ဆိုတာဒီလူတယောက်ဟာကောင်းတာတွေလုပ်တယ်ကိုချင်းတရားကောင်းတယ်သို့တော့ပုရုษင်ဘဝမှာအကုသိုလ်လုပ်မိတယ်လုံးဝဒီအခြေအနေမကောင်းတဲ့လူတယောက်ကုသိုလ်အကုသိုလ်လုပ်လို့အကုသိုလ်အကျိုးခံရတာနဲ့ခုနကသီလသမာဓိပညာအခြေအနေကောင်းရှိရတဲ့အာကုသိုလ်လုံးမိလို့အာကုသိုလ်ခံရတဲ့လူဆိုတာမတူဘူးသီလသမာဓိဆိုတဲ့အခြေအနေကောင်းရှိတဲ့ပုဂ္ဂိုလ်ကအာကုသိုလ်လုံးမိအောင်အဲ့ဒီအာကုသိုလ်ကသူ့အတွက်မှာပြေပြောက်သွားတယ်လို့ဖြစ်တယ်ကောင်းတယ်ရလွှမ်းမို့ခုနမကောင်းတာတွေတက်တက်လုပ်တဲ့အခြေခံမကောင်းတဲ့ပုဂ္ဂိုလ်ကျတော့ခံလေရောပဲအဲ့ဒါပို့ပြီးတော့ခံဟာဒီလိုရှိတယ်လောကသဘာဝမှာလည်းဒီတိုင်းပဲ